အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ကိုကြိုက်တဲ့အရှင်းဗီဒီယိုတွေကိုကျွန်တော်တို့တွေ့လို့ရှိရင်ကျွန်တော်တို့ Facebook ကနေဘယ်လိုမျိုးဆွဲမလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ် software လေးသုံးစရာမလိုဘူးအဲဒါဆိုကျွန်တော်တို့ဒီဗီဒီယိုကိုကြိုက်ရင်အဆုံးထိကြည့်တော့ပြပါဦးကျွန်တော်ဒီ channel က video editing နဲ့ပုံဆော့ပဲတွေကိုပတ်စံတင်ပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိရင်ကျွန်တော်ဒီ channel လေးကို like and subscribe လေးလုပ်တော့လို့ရပါတယ် okay အဲဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့စမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Facebook တွေဝင်လိုက်ပါကျွန်တော်တို့ဒီမှာ Facebook တွေမှာကျွန်တော်တို့ဒီမှာကိုနော်တို့နေရာကြတော့လူတွေကခမားကိုအပြစ်ဒီမှာကျွန်တော်ကတော့ဒီမှာဒီဗီဒီယိုကိုကြိုက်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုကိုဆွဲမှပေးဖြစ်ပါတယ်မိတ်ဆွေတို့ကကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုကိုဆွဲလို့ရပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုကိုကြိုက်လို့ဒီဗီဒီယိုကိုဆွဲလိုက်ပါမယ်အဲဆိုကျွန်တော်တို့ဒီဖက် down နားလေးမှာကျွန်တော်တို့ဒီမှာညပုံစံနဲ့ရှိတယ်ကျွန်တော်လည်းပြထားနေရပါအဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီဖက်နည်းနည်းရွှေ့လိုက်ပါရွှေ့လိုက်လို့ရှိရင်ဒီမှာ copy link ဆိုပဲရှိတယ်ကျွန်တော်လည်းပြထားနေရပါအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ကိုထွက်လိုက်လို့ရပါပြီအပြင်ထွက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာမိုက်စတော့မှာရှိတဲ့ကျွန်တော်တို့ Google သုံးမှာ Chrome browser ကိုဝင်လိုက်ပါကျွန်တော်တို့ Chrome browser နဲ့ဝင်ပြမယ်ဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ Chrome browser ဝင်လိုက်ပါကျွန်တော်တို့ Chrome browser မှာကျွန်တော်တို့ site တဲ့နေရာမှာကျွန်တော်တို့ဒီမှာကျွန်တော်ရေးတော့မျိုးကျွန်တော်တို့ snapby save ဆိုပြီးရိုက်ချလိုက်ပါ snap ကျွန်တော်ဒီမှာပေါ်မှာပေါ်နေပါပြီအဲဆိုကျွန်တော်တို့ဒီမှာပေါ်ဟိုနဲ့လိုက်ပါ snapby save ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြနေကျွန်တော်တို့ဒီမှာဒီလိုမျိုး Facebook video download ဆိုပြီးရှိတယ်ကျွန်တော်တို့ပေါ်ကနေပြီးတော့အစင်းအောင်လေးနဲ့ကျွန်တော်တို့အစင်းအောင် icon လို့နဲ့ snapby save ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြနေကျွန်တော်တို့ဒီမှာကျွန်တော်လက်ပြထားနေရပါကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ဒီမှာခုနက Facebook ကcopy လာတဲ့ဟာကိုကျွန်တော်တို့ patch လိုက်ပါ patch လုပ်ပြီးတဲ့ကျွန်တော်တို့ဒီဘက် download နဲ့မှာ download ဆိုပြီးရှိရအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ခွဲဒီမှာရလာပါပြီအဲ့ဆိုကျွန်တော်တို့ဒီမှာဒီအပေါ်ကနေမျိုးကျွန်တော်တို့ download HD now ဆိုပြီးရှိရအဲ့ဒါကိုထည့်လိုက်ပါ okay ဒီမှာကျွန်တော်တို့ download လုပ်နေပါပြီဘောကOkay ကျွန်တော်တို့ဒီမှာ open ဆိုပြီးပေါ်ပြန်ပြီကျွန်တော်တို့ app ဆိုကျွန်တော်တို့ရများကိုကျွန်တော်တို့ဒီမှာ dev ပုံဖိုင်မှာတစ်ခေါက်တွားပြီးတော့ကြည့်ကြပါမယ်ကျွန်တော်ထွက်လိုက်ပါထွက်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ dev ပုံဖိုင်ကိုတွားရပါမယ်ခဏလောက်ဆောင်းလိုက်ပါ Okay ဒီမှာပါကျွန်တော်လည်းပြထားနေရပါကျွန်တော်တစ်ခေါက်ထိကြည့်လိုက်မယ်လူတွေကခမားကိုအပြစ်တင်နေတာပါOkay ရပါပြီအဲဆိုမိတ်ဆွေတို့ကလည်းရမယ်လို့ပြောလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် subscribe မလုပ်သေးရင် subscribe လုပ်တော့ပြဖို့တောင်းဆိုချင်ပါတယ် Okay အားလုံးကိုကျေးဇူးတင်ပါတယ်